မင်္ဂလာပါရှင်ဒီတစ်ခါတော့ငကတ်မဝတ်တဲ့လူတွေအကြောင်းကိုပြောပြပေးချင်ပါတယ်ငကတ်မဝတ်တဲ့မှုဆိုတာငကတ်ဆိုတဲ့နေရာမှာပေါ့နော်ရိုးရိုးပုံမှန်စိတ်ငကတ်တွေရွှေငကတ်တွေအပြင် fancy ငကတ်တွေကိုငကတ်တွေဒီလိုကတ်ပြီးတော့ဝေးရတဲ့ငကတ်မျိုးလဲပါပါတယ်နှဆွဲတို့နှကွင်းတို့အကုန်လုံးအတူတူပဲဖြစ်ပါတယ်နားရဲ့နှသန်ဒီနေရာမှာဘာတစ်ခုမှမလုပ်သင့်ဘူးလို့ပြောတာပါအဲ့တော့ဒီငကတ်မွေးတဲ့လူ၃မျိုးရှိပါတယ်ပထမဆုံးတစ်မျိုးကတော့တရုတ်ပြည်ရင်အရာပြောတာပါတရုတ်ပြည်ရင်မှာစိတ်နှစ်ပွားနွားနှစ်ပွားမြင်းနှစ်ပွားအဲ့ဒီ၃မျိုးကငကတ်မွေးတဲ့မှာဘူးနောက်တစ်ခုကတော့နှသန်ဒီနေရာပေါ့နားရဲ့နှသန်ဒီနေရာမှာမဲ့ပိုင်မွေးတဲ့မှာဒီအပေါ်ဘက်ဒီမှာပါရင်တော့ဝစ်လို့ရပါတယ်ဒီနေရာလေးမှာမဲ့ပိုင်ငကတ်မွေးတဲ့မှုလို့ဆိုလိုတာပါနောက်တစ်ခုကတော့နည်းနည်းလေးခက်မှတင်တယ်နားကဥကောင်းနဲ့တိတ်ကတ်နေရင်လေအဲ့လူမျိုးကငကတ်မွေးရပါဘူးနားနဲ့ဥကောင်းနဲ့ကတ်နေတယ်ဆိုတာကလူတိုင်းမှာတော့ကြည့်လိုက်လို့ရှိရင်လူတစ်ယောက်ကိုကြည့်လိုက်ရင်နေရွက်ကိုမြင်ရပါတယ်အဲ့လိုလူတွေရဲ့နေရွက်ကကြတော့မမြင်ရဘူးနားနဲ့ဥကောင်းနဲ့ကတ်နေတဲ့အတွက်မြင်ရတယ်ဆိုလဲထင်ထင်ရှားရှားမရှိဘူးပေါ့နော်အဲ့လိုနားနဲ့ဥကောင်းနဲ့ကတ်နေတဲ့လူတွေကလည်းမဝစ်သင့်ဘူးလို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူ၃မျိုးကသူတို့ကမွေးရပါချမ်းသာကြွယ်ဝဖို့ကံကောင်းခြင်းတွေပါလာပြီးသားလို့ဆိုပါတယ်။နောက်တစ်ခါအဲ့ဒီလူမျိုးအဲ့ဒီလူ၃မျိုးကပေါ့နော်သူတို့ဟာမွေးရပါ intuition power အရင်မြင့်ကြပါတယ်။နားဆိုတဲ့နေရာက energy တွေစီးဝင်တဲ့နေရာဖြစ်ပါတယ်ဒီနေရာကိုအပေါက်ဖောက်လိုက်တဲ့အတွက်အဲ့ဒီနေရာမှာအကျိုးသက်ရောက်မှုရှိသွားပါတယ်ဒါကြောင့်မို့ကျမတို့လူပုံမှန်လူတွေကတော့ကြိုက်တယ်လို့ဝေးအဲ့ဒီဟာကလည်း energy စီးဝင်မှုကိုဖြစ်စေတယ်သူတို့လိုရှိနေပြီးသားလူအတွက်ကတော့မဝစ်သင့်ဘူးလို့ဆိုပါတယ်တကယ်လို့များအဲ့ဒီအချက်၃ချက်တည်းကတစ်ချက်နဲ့သင်ဟာညှိနေတယ်သင်ကိုယ်တိုင်ကလည်းငကတ်ဝစ်ထားတယ်ဆိုခဲ့ရင်တော့အဲ့ငကတ်ကိုချွတ်ကြည့်လိုက်ပါတင်းရဲ့အစင်မပြေတဲ့ငွေကြေးပြဿနာတို့အချီးပြဿနာတို့အစင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်